ဖိုးခမအားလုံးမင်္ဂလာပါ cloud corner ကနေပြန်လဲကြိုဆိုလိုက်ပါကျွန်တော်ဒီတစ်ပတ်တော့ပြပြလေးပွဲစဉ်16တွေကိုပြန်လဲရှင်ပြိုင်တော့မှာဖြစ်တဲ့အတွက်ကြောင့်ပွဲကြိုသုံးသက်ချက်လေးလုပ်ပြီးတော့မှာဖြစ်ပါတယ်ဒီထဲမှာကျွန်တော်စနေနေ့ကျွန်တော်တို့9နိုင်ခွဲမှာရှင်ပြိုင်မဲ့လီဗာပူးတင်းနဲ့ Brighton တင်းတို့ရဲ့ကျွန်တော်ထိတ်တိုက်တွေ့ဆုံမှုမှာတော့ဘယ်အသင်းကတာကြီးရသွားအောင်လဲဆိုတော့ဒီဗီဒီယိုလေးမှာဆွေးနွေးသွားပြီးတော့ကျွန်တော်လီဗာပူးတင်းရဲ့ကျွန်တော်တို့အပြောင်းလဲတွေပြီးရင်တော့ကစားသမားတွေရဲ့ကျွန်တော်တို့ဒဏ်ရာရလူစင်းတွေဒီဗီဒီယိုလေးမှာထပ်ပြီးတော့ပေးသွားမှာဖြစ်ပါတယ်ဒီဆုံးအနေနဲ့ဒီဗီဒီယိုလေးမစခင်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ကနေညီကိုတွေနဲ့ like and subscribe လုပ်ပြီးကူညီပေးသွားလို့ရပါတယ်โอเคအဲ့ဒါဆိုဗီဒီယိုလေးကိုစလိုက်ကြအောင်ရုံဆုံးနဲ့ကျွန်တော်တို့ကစားသမားတွေရဲ့ကျွန်တော်ဒဏ်ရာရလူစင်းကိုမပြောခင်ဒီကစားကျွန်တော်ဒီနှစ်သိန်းကျွန်တော်နောက်ဆုံးရှင်ပြိုင်တဲ့ပွဲကြောင်းလေးကိုပြောလိုက်ကြအောင်ရုံဆုံးအနေနဲ့ကျွန်တော်တို့ Brighton ဘက်ကိုပြောပါမယ် Brighton ကတော့ကျွန်တော်တို့နောက်ဆုံးရှင်ပြိုင်ထားတဲ့ပြိုင်ပွဲစုံ9ပွဲမှာဆိုသူတို့အနေနဲ့နှစ်ပွဲနိုင်နှစ်ပွဲတေးကြပြီးတော့တစ်ပွဲပဲရှုံးနေထားတာတွေ့ရတယ်ရှုံးနေထားတဲ့ပွဲကလည်းကျွန်တော်တို့အဆင့်3နေရာမှာအခုရက်တည်နေတဲ့Unai Emery ရဲ့ကျွန်တော် Aston Villa အသင်းကိုသူတို့အိမ်ဝင်မှာပဲ3-4ဆိုပြီးတော့သူတို့အနေနဲ့ရှုံးနေထားတယ်ဒီရှုံးနေမှုကိုကြည့်မယ်ဆိုရင်သူတို့အနေနဲ့တိုက်စစ်ကတော်တော်လေးမှအလုပ်ဖြစ်တယ်လို့တော့ပြောလို့ရတယ်ကျွန်တော်ပွဲတိုင်းလို့ပြန်ကြည့်မယ်ဆိုရင်သူတို့တိုက်စစ်ကတော့ကျွန်တော်2ဂိုးနဲ့2ဂိုးအထက်ကိုသွင်းထားတာတွေ့ရတဲ့အတွက်ကြောင့် Aston Villa ရဲ့ကျွန်တော်တို့ခံစစ်ကိုလည်းသူတို့အနေနဲ့တော်တော်လေးကအလုံးရှုပ်ခဲ့တဲ့ပွဲလေးရှိတဲ့အတွက်ကြောင့်ဒါမှလည်းဒီပွဲမှာသူတို့အနေနဲ့ထင်မဲ့မထားလို့ပဲတစ်ဖက်က Aston Villa ရဲ့မာကျောမှုကိုပြသထားတဲ့ပွဲမှာတော့သူတို့အနေနဲ့ရင်းနှီးပြီးတော့ကျန်တဲ့ပွဲတိုင်းလိုလိုသူတို့အနေနဲ့အနိုင်မို့လို့ဆိုရင်တေရလက်ကိုဒါပုံဖော်ထားနိုင်တဲ့အတွက်ကြောင့်တော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေကို Brighton လည်းပြသထားနိုင်တယ်လို့ပြောလို့ရတယ်ဒီအတွက်ကြောင့်တော်တော်လေးဒီတစ်ပတ်ရှင်မြန်မဲ့လီဗာပူးနဲ့အသင်းနဲ့ပွဲမှာတော့လီဗာပူးအနေနဲ့တော်တော်လေးမှကျွန်တော်ခက်ခဲအောင်မဲ့ပြိုင်မဲ့တစ်ပတ်ကိုစုံတွေ့ရအောင်မဲ့ပွဲလို့တော့မြင်မိတယ်ဘာလို့ကြောင့်လဲဆိုရင်ကျွန်တော်တို့ Brighton လည်းကျွန်တော်တို့တော်တော်လေးမှခြေစွမ်းပြနေတဲ့ပုံစံမျိုးလေးရှိရတဲ့ကြောင့်လီဗာပူးအသင်းအနေနဲ့ကျွန်တော်တို့ကစားသမားတွေရောပြီးလို့ဆိုရင်လည်းကျွန်တော်အသင်းမှာလည်းတော်တော်လေးမှဟန်ချက်တွေပြတ်နေတယ်ပြီးလို့ဆိုရင်လည်းဆာလာကိစ္စတွေနဲ့ဖြစ်နေတဲ့အခိုက်အတန့်မှာလီဗာပူးတို့ဒီခါပြင်းပြလေးပွဲစဉ်16အိမ်ဝင်ဖြစ်တဲ့အန်ဖီမှာရှင်မြိုင်မဲ့ပွဲမှာတော့ကျွန်တော်တို့ထပ်ပြီးတော့ကျွန်တော်တို့ရှုံးနေမှုတွေကိုကြုံတွေ့ရမယ့်အခြေအနေမျိုးကနေတော့လီဗာပူးတို့အနေနဲ့ရုံထွက်နိုင်မလားကျွန်တော်ရှေ့ပွဲမှာဆိုရင်လည်းကျွန်တော်ဆန်နာလန်ကိုဒီဘောအိမ်ခွင်းမှာပဲကျွန်တော်တေရလက်ကိုတာပုံဖော်ထားနိုင်တဲ့အတွက်ကြောင့်ဒီတစ်ခါစုံလွှဲမဲ့ပြီးတော့ပြပြလေးပွဲစဉ်16မှာဆိုရင်တော့ဒီဘောတင်းနေနဲ့နိုင်ပွဲတွေကိုပြန်လဲပုံဖော်လာဖို့လိုအပ်ပြီလို့တော့မြင်တယ်။ဘာလို့ကြောင့်လဲဆိုရင်ကျွန်တော်တို့အခုချိန်မှာဆိုလို့ရှိရင်တော့ကျွန်တော်1 to 8ထဲမှာဆိုလို့ရှိရင်အမှတ်တရလည်းတိတ်မယ်1 to 10နေရာလောက်ထိကိုကျွန်တော်အမှတ်တရတိတ်မပြတ်နိုင်တဲ့အခြေအနေမျိုးမှာဒီဘောတို့တင်းနေနိုင်ပွဲတွေကိုပြန်လဲရယူပြီးတော့ကျွန်တော်1 to 4တွေကိုပြန်လဲဝင်အောင်လုပ်ဖို့ဆိုလို့ရှိရင်တော့အခုချိန်ကအကောင်းဆုံးချိန်ပဲလို့တော့ကျွန်တော်မြင်တယ်။ဘာလို့ကြောင့်လဲဆိုရင်ရှေ့ပွဲမှာလည်းဒီဘောတင်းနေနဲ့ကျွန်တော်တို့အဝေးကွင်းမှာနိုင်ပွဲတွေရထားတဲ့ပုံစံမျိုးလေးရှိတဲ့အတွက်ကြောင့်ဒီနေ့အိမ်ကွင်းမှာရောပြန်လဲနိုင်ပွဲယူဖို့လိုအပ်နေပြီလို့တော့မြင်တယ်ဒီနေ့တင်ကျွန်တော်တို့နောက်ဆုံးရှင်ပြိုင်ထားတဲ့9ပွဲမှာဆိုရင်ကြည့်လိုက်မယ်ဆိုရင်လီဗာပူးတင်းနေလည်း2ပွဲနိုင်တယ်2ပွဲတေချထားရတော့2ပွဲပဲရှုံးနေထားတယ်ရှုံးနေထားတဲ့ပွဲကလည်းကျွန်တော်ချန်ပီယံလိမှာဆိုရင်တော့လီဗာပူးရဲ့အိမ်ကွင်းမှာပဲကျွန်တော် PFP အသင်းကို sorry 1-4ဆိုပြီးတော့ကျွန်တော်ဂိုးပြတ်ရှုံးနေထားပြီးတော့နောက်ပိုင်းမှာဆိုရင်လီဗာပူးအသင်းနေနဲ့အိမ်ကွင်းမှာကျွန်တော်တို့တပွဲပဲကန်ထားပြီးတော့ကျွန်တော်အဝေးကွင်းကို3ပွဲစလုံးကန်ထားပါတယ်3ပွဲလုံးမှာဆိုရင်ကျွန်တော်2ပွဲနိုင်တယ်တပွဲတေချထားတဲ့အတွက်ကြောင့်လီဗာပူးရဲ့ကျွန်တော်နောက်ဆုံး4ပွဲမှာပြန်ကြည့်မယ်ဆိုရင်တော့တော်တော်လေးမှာကျွန်တော်ရလက်တွေပြန်လဲတည်ငြိမ်လာတဲ့ပုံစံမျိုးလေးကိုမြင်တွေ့ရတဲ့အတွက်ကြောင့်လီဗာပူးအသင်းနဲ့ဒီနေ့ပွဲကတော့နိုင်ပွဲကိုမဖြစ်မနေပြန်လဲလိုအပ်တယ်လို့တော့ကျွန်တော်မြင်တယ်ဒီနေ့တင်းကကျွန်တော်စုံတွဲမှုမှာဆိုရင်လည်းပြန်ကြည့်လိုက်မယ်ဆိုရင်လီဗာပူးတင်းနဲ့ကျွန်တော်12ကြိမ်နိုင်ထားတယ်4ကြိမ်တည်ကြတယ်တစ်ဖက်ကကျွန်တော် Brighton တော့4ကြိမ်ပဲနိုင်ထားတဲ့အတွက်ကြောင့်လီဗာပူးတင်းနဲ့အများတန်းလို့အသာစီးရအောင်စော့ကစားထားနိုင်တဲ့ကျွန်တော်တို့ Brighton နဲ့တွေ့ဆုံတဲ့အချိန်မှာတော့ဒီတစ်ခါတော့ပြန်လဲနိုင်ဝဲတွေကိုပြန်လဲပုံဖော်ဖို့ခွင့်ရအကောင်းဆုံးပဲလို့မြင်တယ်ကျွန်တော်လီဗာပူးရဲ့အိမ်ကွင်းမှာလည်းကျွန်တော်တို့တစ်ဖက်က Brighton အသင်းအနေနဲ့နိုင်ရရှိထားတာကိုပြန်ကြည့်မယ်ဆိုရင်2021တောင်ဖြစ်ပြီးကျွန်တော်0-1ဆိုပြီးတော့တစ်ချိန်ပဲကျွန်တော်နိုင်ရထားပြီးတော့ကျွန်တော်နောက် spine နှစ်တွေမှာဆိုရင်တော့ကျွန်တော် Brighton အနေနဲ့လီဗာပူးရဲ့အိမ်ကွင်းမှာတစ်ခါမှနိုင်ထားခြင်းမရှိသေးတဲ့အတွက်ကြောင့်ဒီတစ်ခါစုံတွဲမဲ့ကျွန်တော်တို့ပြင်းပြလေးပွဲစဉ်မှာတော့လီဗာပူးအသင်းအနေနဲ့ပြန်လည်နိုင်ပွဲတွေကိုပုံဖော်ဖို့လိုအပ်လာပြီလို့တော့ကျွန်တော်မြင်တယ်။ဘာလို့ကြောင့်လဲဆိုရင်ကျွန်တော်ရှေ့ပွဲတွေမှာလည်းတော်တော်လေးမှကျွန်တော်ခြေစမ်းတွေပြန်လဲတည်ငြိမ်လာပြီးတော့ကျွန်တော်နောက်တန်းတွေရဲ့အမှားတွေကြောင့်လီဗာပူးအနေနဲ့ကျွန်တော်တေပွဲတွေကိုဒါဥတီသွားနိုင်တဲ့အတွက်ကြောင့်ဒီလာမဲ့ပွဲမှာတော့လီဗာပူးရဲ့ကျွန်တော်တို့အင်တာမီလန်နဲ့ကျွန်တော်ပုံစံမျိုးဒါလီဗာပူးအသင်းနဲ့ဆက်လက်ကျင့်သုံးသွားမယ်ဆိုရင်တော့နောက်တန်းတော်တော်လေးမှကောင်းမွန်ပြီးတော့ကွင်းလင်နဲ့တိုက်စစ်ကလည်းတော်တော်လေးမှအတွက်ဖက်ညီတဲ့ပုံစံမျိုးတွေတွေ့ရတဲ့အတွက်ကြောင့်ဒီနေ့ပွဲကိုတော့ဒီလူစင်းအတိုင်းပဲပြန်လဲပွဲထုတ်လာနိုင်ရရှိတယ်လို့တော့မြင်တယ်။ Okay အဲ့ဆိုရင်ကျွန်တော်ပွဲထက်လူစင်းလေးကိုတစ်ချက်ကြည့်လိုက်မယ်ဆိုရင်တော့ Brighton ရင်ဘက်ကိုပြောပါမယ်။ Brighton ကတော့သူတို့ရဲ့ဂိုးသမားနေရာမှာတော့ကျွန်တော်တို့Habrugan ပဲကျွန်တော်ပြန်လဲပွဲထက်လာမယ်လို့တော့မြင်တယ်ပြီးလို့ဆိုရင်တော့ကျွန်တော်တို့နောက်တန်းလေးရောက်နေရမှာဆိုရင်ကာဒီယိုလူပြီးလို့ဆိုရင်ကျွန်တော်တို့ဒန်းနဲ့ပြီးလို့ဆိုရင်ဘန်ဟာဂီပြီးရင်တော့ကျွန်တော် FIFA တို့ပဲပွဲထက်လာပြီးတော့ကွင်းလင်မှာဆိုရင်ဂိုးမက်ပြီးလို့ဆိုရင်ယူတာနဲ့ပြီးလို့ဆိုရင်တော့ကျွန်တော်တို့ဘာလီဘာတို့ပဲထပ်ပြီးပွဲထက်လာမယ်လို့မြင်တယ်တိုက်စစ်မှာတော့သူတို့ရဲ့အဓိကတိုက်စစ်ကစားသမားဖြစ်တဲ့
ဒီကူဝိုင်းပြီးတော့ဆိုရင်ကျွန်တော်တို့ web နဲ့ပြီးရင်တော့ကျွန်တော်တစ်ဖက်ကကျွန်တော်တို့ min tab တို့ပဲထပ်ပြီးတော့ပွက်ထွက်လာမယ်လို့တော့မြင်တယ်လေဘာဦးတင်တဲ့ဒီတိုက်စစ်ကိုတော့ဒီကြီးထားဖို့လိုတဲ့အပ်တယ်လို့မြင်တယ် min tab တို့အနေနဲ့ပြီးရင်လည်းတစ်ဖက်ကကျွန်တော် web တို့အနေနဲ့လည်းတော်တော်လေးမှကျွန်တော်တို့ဂိုးသွင်းသေးကြတဲ့ကစားသမားရဲ့ဖြစ်တဲ့အတွက်ကြောင့်လူပေါကြီးကကျွန်တော်ကွင်းလင်နဲ့တိုက်စစ်ကကျွန်တော်ခန်းစစ်ကဒီကစားသမားကိုထိမ့်သိမ်းသွားဖို့လိုအပ်တယ်လို့တော့မြင်တယ်တစ်ဖက်ကလူပေါကတော့ရှင်းပါတယ်ကျွန်တော်တို့ရှေ့ကျွန်တော်ချန်ပီယံလိပွဲမှာဆိုရင်တော့တို့အနေနဲ့ဝါတာရူအန်ဒိုလည်းကျွန်တော်ဒန်ရထားတဲ့အတွက်ကြောင့်မလိုက်နိုင်ဘူးပြီးလို့ဆိုရင်ကိုရီကပိုကလည်းကျွန်တော်တို့ဒန်ရနေတယ်ပြီးတော့ကျွန်တော်ခေစာလည်းဒန်ရဖျားနာနေတဲ့အတွက်ကြောင့်ခေစာလည်းမလိုက်နိုင်ဒါပေမဲ့ဒီနေ့ပွဲမှာဆိုရင်တော့ကျွန်တော်ခေစာအနေနဲ့ကတော့ကျွန်တော်တို့ဖျားနာနေရနေပြန်လဲတက်တာလာပြီးတော့မနေ့ကနေစပြီးတော့လုပ်နေတယ်အသင်းလိုက်ပြန်လဲလေ့ကျင့်ခန်းပြန်လဲဆင်းနိုင်နေပြီလို့ကျွန်တော်တို့ဒီနေ့ကျွန်တော်သတင်းစာရှင်းလင်းပွဲမှာတော့နီးပြအာနီစလောကတော့ပြောထားတယ်ပြီးရင်တော့ကျွန်တော်ကိုရီကပိုနဲ့ကျွန်တော်တို့တစ်ဖက်ကကျွန်တော်တို့ဝါတာဒူအန်ဒိုနဲ့ကျတော့ကျွန်တော်တို့ကြွက်သားတန်ရာဖြစ်ပြီးတော့ဟုတ်တယ်ကျွန်တော်ကိုရီကပိုကတော့ကျွန်တော်ခြေချင်းဝင်တန်ရာလေးနည်းငယ်ဖြစ်နေတဲ့အတွက်ကြောင့်ဒီတစ်ဖက်မှာရှင်ပြိုင်မဲ့ကျွန်တော်တို့ပေးမြလေးပွဲစဉ်ဆက်လျှောက်မှာတော့ကိုရီကပိုနဲ့ကျွန်တော်တို့တစ်ဖက်ကကျွန်တော်ဝါတာဒူအန်ဒိုတို့ကထပ်ပြီးတော့ပွဲကိုလွဲချော်သွားအောင်မယ်လို့နီးပြအာနီစလောကတော့ပြောထားတယ်ပြီးတော့ကျွန်တော်တို့ frame ပေါအောင်တော့ပြန်လဲတက်တာလာပြီးတော့ဒီနေ့ပွဲမှာတော့ပြန်လဲပေါဝင်လာနိုင်ခြင်းခြေတိတ်တော့မရှိဘူးလို့ပြောလို့ရတာပဲဗျာဒါပေမဲ့ကျွန်တော်ခေစာတော့ဒီနေ့ပွဲမှာပြန်လဲပေါဝင်လာမယ်လို့တော့နီးပြအာနီစလောနဲ့ပြောထားတယ်ဒီတော့ကြောင့်ပဲကျွန်တော်လူပါဦးအသင်းနေနဲ့ကျွန်တော်ရှေ့ကျွန်တော်အင်တာမီလန်နဲ့ပွဲပုံစံတိုင်းပဲပြန်လဲပွဲထုတ်လာမယ်လို့တော့မြင်တယ်အထူးသဖြင့်ပြန်လဲကြည့်ရမှာကျွန်တော်အင်တာမီလန်နဲ့ပွဲမှာကျွန်တော်အီဆက်ကိုလဲလိုက်တာတော့အီဆက်အနေနဲ့ကျွန်တော်တို့ဒန်ယာနည်းငယ်ကျွန်တော်သူ့အနေနဲ့နည်းနည်းလေးခံစားနေရတဲ့အတွက်ကြောင့်သူ့ကိုတော့ကျွန်တော်တို့ပြန်လဲထုတ်လိုက်တယ်လို့တော့နီးပြအာနီစလောအနေနဲ့ပြောထားတယ်ဒါပေမဲ့ဒီနေ့မှာတော့ပြန်လဲတက်တာလာပြီးတော့ပြန်လဲပါဝင်လာနိုင်တယ်လို့တော့နီးပြအာနီစလောကတော့ကျွန်တော်တို့အီဆက်ကိုတော့ပြောထားတယ်ဒီတော့ကြောင့်လည်းလူပေါကြီးကကျွန်တော်နောက်တန်းမှာဆိုရင်တော့ကျွန်တော်တို့ကိုရောနေရာမှာဆိုရင်တော့ကျွန်တော်အလီဆန်ဘက်ကပဲပြန်လဲပွက်ထက်လာပြီးတော့နောက်တန်း၄ယောက်နေရာမှာဆိုရင်တော့ကိုနာပလက်လေးပြီးလို့ဆိုရင်ကျွန်တော်တို့ကိုနဒေးပြီးလို့ဆိုရင်ကျွန်တော်ဘတ်ဂျက်မန်တိုင်းတစ်ဖက်ကတော့ကျွန်တော်မီလိုကာကတ်ပဲပြန်လဲပွက်ထက်လာမယ်လို့တော့မြင်တယ်မီလိုကာကတ်မဟုတ်လို့ဆိုရင်ကျွန်တော်ရှေ့ပွဲမှာကျွန်တော်တို့တစ်ဖက်ကကျွန်တော်ရောဘတ်ဆန်လည်းကျွန်တော်တောက်လျှောက်သုံးထားတဲ့အတွက်ကြောင့်ရောဘတ်ဆန်ကိုတော့ပြန်လဲနားပေးပြီးတော့မီလိုကာကတ်ကိုတော့ပြန်လဲပွက်ထုတ်လာမယ်လို့မြင်မယ်ကွင်းလယ်မှာဆိုရင်တော့ကျွန်တော်ရှေ့အင်တာနက်ပွဲထုံးစံအတိုင်းပဲပြန်လဲလီဗာပူးတို့အနေနဲ့ပွဲထုတ်လာမယ်လို့တော့မြင်တယ်ဘယ်လိုမှမဟုတ်လို့ဆိုရင်တော့လူစားအပြောင်းလဲတွေလုံးကောင်းလုံးနိုင်တယ်တစ်ဖက်ကကျွန်တော်တို့ကတ်တကြုံအောက်မလားဒါမှမဟုတ်ကတ်တကြုံမအောက်ဆိုလို့ဆိုရင်တော့ကျွန်တော်အင်တာနက်ပွဲမှာကြည့်မယ်ဆိုရင်တော့ညီကိုတွေပွဲကြည့်တဲ့ညီကိုတွေသိနိုင်တယ်ဗျာကျွန်တော်ကတ်တကြုံတော်တော်လေးမှာကျွန်တော်ခြေသွန်းနေပြသထားတာအဲ့ဒီပွဲကမက်လက်စာတော့ကမက်ဂရမ်ဘယ်နဲ့စာလို့ဆိုရင်အဲ့ဒီပွဲကကျွန်တော်မြင်ရဆိုရင်တော့ကတ်တကြုံကပို့ပြီးတော့ခြေသွန်းပို့ပြနိုင်တယ်လို့တော့မြင်တယ်ဒါပေမဲ့လည်းတစ်ဖက်ကကျွန်တော်တို့ဂရမ်ဘတ်အနေနဲ့နောက်ဆင်းကူတော့တိုက်စစ်လိုက်ပါတယ်ရောဒီအတွက်ကြောင့်ကျွန်တော်တို့တော်တော်လေးမှာကျွန်တော်သူ့အနေနဲ့ပွဲစဉ်ရဲ့ကျွန်တော်အကောင်းဆုံးကစားသမားစုရသွားတယ်လို့ပြောလို့ရတယ်ဒီတော့ကြောင့်လည်းဒီနေ့ပွဲမှာဆိုလို့ရှိရင်ကပိုတကယ်လို့မပါနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်442နဲ့ပဲသွားမယ်ဒီတော့ကြောင့်ကွင်းလယ်မှာကြာရင်ဆိုရှိမြပြီးလို့ဆိုရင် Graben Bell ကိုတော့ဒီနေ့ရောက်တော့အသေးသုံးမှာတော့တေးကြတယ်ပြီးရင်တော့မက်လက်စာနဲ့ကာရီဂျုံတွေကဘယ်သူ့ကိုနားမှာလဲဒီတယောက်ကိုတော့ကျွန်တော်နားမယ်အဲ့လိုမှမဟုတ်ဆိုရင်တော့ floor ကဆက်ပြီးတော့နားမယ်ပုံစံမျိုးတွေရှိတဲ့အတွက်ကြောင့် floor ကိုတော့ကျွန်တော်တို့ပွဲထောက်မှာပြန်လဲသုံးလာနိုင်ခြေရှိတဲ့အတွက်ကြောင့်မက်လက်စာနဲ့ကာတီဂျုံတွေကတယောက်တော့နားမယ်တကယ်လို့မက်လက်စာကိုဒါနားလိုက်မယ်ဆိုလို့ဆိုရင်တော့ကာတီဂျုံ floor ပြီးလို့ဆိုရင် ground back နဲ့ဆိုပိုဆိုင်တို့ဒီတွဲဖက်သွားပြီးတော့တိုက်စစ်မှာတော့ကျွန်တော်တို့ Isak နဲ့ EKD ကိုပဲပြန်လဲမြင်တွေ့ရမယ့်အခွင့်အရေးတွေရှိတယ်မော်ဟာမက်ဆာလာအနေနဲ့ကတော့တိုက်ပြီးတော့နီးပြအနေနဲ့ကျွန်တော်တို့ဆွေးနွေးနေတော့အသင်းနဲ့ပြန်လဲဆွေးနွေးနေတဲ့အနေထားမှာတော့ထပ်ပြီးတော့ကျွန်တော်သူ့အနေနဲ့ပွဲထွက်လာနိုင်ခြင်းမရှိဘူးလို့တော့ပြောထားတယ်တကယ်လို့ဒါမော်မက်ဆာလာပြန်လဲပွဲထွက်လာမယ်ဆိုရင်တော့တစ်ဖက်မှာတော့ကျွန်တော်ဘယ်လိုတိုက်စစ်ဖြစ်သွားမယ်ဆိုရင်တော့မော်မက်ဆာလာပြီးလို့ဆိုရင်တော့ကျွန်တော်တို့ Isak တစ်ဖက်ကတော့ကျွန်တော် EKTK တို့အဲ့လိုမျိုးဖြစ်သွားပြီးတော့ကွင်းလယ်မှာဆိုရင်တော့ကျွန်တော်တို့3ယောက်တက်မှရှိမယ်ဆိုဖို့ပြီးလို့ဆိုရင်ကျွန်တော် floor တော့နားပေးထားတော့မက်က Graben Bell ဒီ3ယောက်နဲ့တွဲလာမယ်လို့တော့မြင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်ရှေ့2ယောက်မော်မက်ဆာလာဟိုဒါပွဲခဏပယ်ထားမယ်ဆိုရင်တော့ရှေ့2ယောက်ကျွန်တော်ခုနပြောလို့ပဲကွင်းလယ်မှာဆိုရင်တော့ Graben Bell ပြီးလို့ဆိုရင်ဆိုစလိုင်းပြီးလို့ဆိုရင်တော့တစ်ဖက်က မက်လက်စာမဟုတ်လို့ဆိုရင်ကာတီဂျုံနဲ့တွဲပြီးတော့ပြီးတော့ Florian Wirtz ပဲဒီလို၄ယောက်နဲ့ပဲပွဲတက်လာမယ်လို့တော့မြင်တယ်ဒီနေ့တည်းကကျွန်တော်စုံတွေးမှုမှာဆိုရင်တော့တော်တော်လေးမှကြည့်လို့ကောင်းပြီးတော့ကျွန်တော်အဆင့်ရတီချက်မှာဆိုရင်လည်းကျွန်တော်တို့အမှတ်ကကျွန်တော်ရမှတ်တူဂိုးကွာဟာချက်ကြောင့်တော့လီဗာပူးအသင်းကတော့အဆင့်10မှာရက်တည်နေပြီးတော့တစ်ဖက်ကကျွန်တော် Brighton ကတော့အဆင့်8နေရာမှာရက်တည်နေတဲ့အနေအထားရှိတဲ့အတွက်ကြောင့်ဒီနေ့တည်းကစုံတွေးမှုမှာတော့လီဗာပူးတို့အသင်းနေတဲ့နိုင်ပွဲတွေကိုပြန်လဲပုံဖော်ဖို့လိုအပ်လာပြီလို့တော့မြင်တယ်ရှေ့ကျွန်တော်တို့အင်တာနက်ပွဲမှာလည်းတော်တော်လေးမှကစားသမားတွေနဲ့ခြေစွမ်းတွေကောင်းတွေပြတ်သားထားနေတဲ့အတွက်ကြောင့်လီဗာပူးတို့အသင်းနဲ့ဘာတွေဘလို့ကျွန်တော်တို့ဆက်ဖြစ်မှာလဲဆိုတာတော်တော်လေးမှစိတ်ဝင်စားတဲ့ပုံစံမျိုးလေးရှိတယ်အသင်းမှာလည်းတော်တော်လေးမှကျွန်တော်ပြဿနာတွေတောင်း
တက်နေတဲ့အတွက်ကြောင့်လီဗာပူးတို့အသင်းနဲ့နိုင်ပွဲတွေပြန်လည်ဆက်ဖို့လိုအပ်နေတယ်လို့တော့ကျွန်တော်မြင်တကယ်လို့လီဗာပူးအသင်းနဲ့နိုင်ပွဲဟိုတာရရှိမယ်ဆိုလို့ဆိုရင်တော့အဆင့်ရက်တီချက်မှာဆိုရင်လည်းတစ်ဖက်ကချက်စီးရလဲကျွန်တော်တို့ည9နိုင်မှာပဲရှင်းပြမယ်အတွက်ကြောင့်ဒီရက်တီချက်မှာဆိုရင်တော့ဘယ်လောက်ထိသွားမယ်ဆိုရင်23 26ဆိုလို့ဆိုရင်တော့6ကွာချာချက်နေဆိုရင်တော့အဆင့်9နေရာထိလောက်ကိုပြန်လဲတက်လန်းလာနိုင်မဲ့အခွင့်အရေးတွေရှိတဲ့အတွက်ကြောင့်လီဗာပူးတို့တင်းနေနဲ့ဒီခွင့်အရေးကိုအကောင်းဆုံးသုံးချသွားနိုင်မယ်လို့တော့မြင်တယ်ညီကိုတွေနဲ့ရောဒီနှစ်တင်းရဲ့စုံတွဲမှုကဘယ်အသင်းကနိုင်ပွဲတွေကိုပြန်လဲရရှိသွားမလဲဆိုတာဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးသားလို့ရပါတယ်ဒီနှစ်တင်းရဲ့စုံတွဲမှုကကျွန်တော်အနေနဲ့ဆိုရင်တော့လီဗာပူးတို့အသင်းအနေနဲ့2-0လောက်နဲ့ပဲနိုင်ပွဲတွေကိုပြန်လဲရရှိသွားမယ်လို့မြင်တယ်โอเคကျွန်တော်ဒီပွဲလေးကိုတော့ကျွန်တော်မှ YouTube မှာ live လေးရှိရတဲ့အတွက်ကြောင့်ညီကိုတွေအနေနဲ့ join နေတဲ့သူများရှိလို့ဆိုရင်လာရောက် join ပေးဖို့ဒီနေ့ကနေဖိတ်ခေါ်ပါတယ်ကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတော့ဗျာ